အနီးဆုံးရန်သူကကြောက်စရာကောင်းဆုံးဆိုတဲ့စကားအတိုင်းပဲတစ်ခါတလေမှာကိုယ်အရက်ဆက်ဆုံးဒုက္ခပေးခြင်းတဲ့သူကကိုချစ်ရခေရတဲ့သူအရေးအနည်းဆုံးသူတွေကလည်းဖြစ်နေနိုင်ပါတယ်ဒီပြောပြမယ့်အကြောင်းအရာကတော့လွန်ခဲ့တဲ့2020ခုနှစ်ကဗနက်ဇွဲလားနိုင်ငံမှာဖြစ်သွားတဲ့ပြေရှာလို့မရတဲ့ criminal case အကြောင်းပဲဖြစ်ပါတယ်ဒီ case ထဲမှာဆိုလို့ရှိရင်အစွန်းရောက်ကိုယ်ဝယ်ယုံကြည်မှုတွေတဘာဝလိုဖြစ်ရတွေနဲ့သိပ္ပံနည်းကျစစ်ဆေးတွေ့ရှိချက်တွေကြားကကွာဟချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်လွန်ခဲ့တဲ့2020ဝန်းကျင်လောက်က online ဘောက်ကိုဒီဗီဒီယိုလေးတစ်ခုပြန့်နှံ့လာပါတယ်ဒီကောင်မလေးနာမည်ကတော့ Naria လီလို့ခေါ်ပါတယ်အဖေနာမည်ဂျိုးဆက်နဲ့အမေနာမည်အထရီယာတို့ဖြစ်ပြီးတော့မှဒီမှာကက်သလစ်ဘာသာကိုကိုးကွယ်တဲ့မိသားစုတွေဖြစ်ပါတယ်။ Naria လီဟာအသက်15နှစ်ဝန်းကျင်ပဲရှိပါသေးတယ်။တက်ကြွပြီးတော့ကျမ်းမာတဲ့ဆယ်ကျော်သက်ကောင်မလေးတယောက်အဖြစ်ကနေပြီးတော့ရုတ်တရက်အမိတက်လို့မရတဲ့ယောဂဝေဒနာတစ်ခုပြည့်ထန်ခံစားခဲ့ရတယ်။အဲ့တော့စီယိုစီကဲတွေမှာစိတ်ကူးတောက်မှုခံယူပေမဲ့လည်းမတတ်တာတဲ့အပြင်ကိုတင်းတက်တစ်နှစ်အခြေအနေတွေကပို့ပြီးတော့ဆိုးလာတဲ့အတွက်သူ့အဖေကိုယ်တိုင်ကညီတောင်းဖို့ဒီဗီဒီယိုကို online ပေါ်တင်ခဲ့တာဖြစ်ပါတယ်။သူတို့တွေကညီမျိုးစုံကူတာဖို့ကြိုးစားခဲ့ကြတယ်။နောက်ဆုံးမရတဲ့အဆုံးမှာသူတို့ယုံကြည်ကိုးကွယ်တဲ့ဘာသာရဲ့ဖုံးတော်ကြီးတွေစီကိုတွားပြီးတော့ရိုးရဒလေးနီးတွေအတိုင်းလဲကုသခဲ့ကြရလို့သိရပါတယ်။အဲ့ဒီထဲကမှပို့ပြီးတော့မှပြင်းထန်တဲ့အပြင်းထန်ဆုံးနီလန်ကဘာလဲဆိုလို့ရှိရင်ညတန်းကောင်အချိန်မှာပေါ့နော်မျက်ရည်ထဲမှာ Naria လီရဲ့ခန္ဓာကိုယ်တဝက်လောက်ကိုနှစ်ပြီးတော့မှနိုင်ပေါင်းများစွာဂါထာမန္တန်တွေရွတ်ဖတ်တဲ့နီးနဲ့လဲကုသခဲ့ကြရလို့သိရပါတယ်။အဲ့လိုပဲနေ့စီရက်ဆက်ကုသပြီးရဲ့နောက်မှာ9ရက်မြောက်နေ့မှာတော့ Naria လီဟာအသက်သေဆုံးသွားခဲ့ပါတယ်။နောက်ဆုံးအသက်သေဆုံးသွားတဲ့အခါမှာဒီသေဆုံးကြောင်းလက်မှတ်ပေါ့နော် death certificate ထုတ်ပေးဖို့အတွက်ဆရာဝန်တွေကခန္ဓာကိုယ်စစ်ဆေးတဲ့အခါမှာသူတို့ဘာကိုတွေ့လဲဆိုလို့ရှိရင်ကိုယ်ခန်းအရန်နဲနေတဲ့အတွက်ရုတ်တရက်နှလုံးရက်ပြီးတော့သေဆုံးသွားရဲဆိုပြီးတော့တွေ့ရတယ်။နောက်တစ်ခုကကျတော့ငှက်ဖြာပိုးရှိနေတယ်လို့လည်းတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုဆရာဝန်တွေတွေ့ရတဲ့တစ်ချက်ကဘာလဲဆိုလို့ရှိရင် Naria လီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးဖြူဥတွေကပုံမှန်မဟုတ်တာကိုလည်းတွေ့ရတယ်ပေါ့။ဘလို့ပုံမှန်မဟုတ်တာလဲဆိုလို့ရှိရင်ပုံမှန်သွေးဖြူဥတွေကသူတို့ရဲ့လှုပ်ဆောင်ချက်ကပြေပကဝင်လာတဲ့ယောဂပိုးတွေကိုသူတို့ကတိုက်ထုတ်ရတဲ့အလုပ်ကိုလုပ်တာပေါ့နော်။ဒါပေမဲ့လည်း Naria လီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီသွေးဖြူဥတွေကပြေပကဝင်လာတဲ့ယောဂပိုးကိုမှတိုက်ထုတ်နိုင်စွမ်းမရှိဘူး။ပြီးတော့သူတို့ရဲ့ပုံမှန်အလုံးပုံနဲ့လည်းမတူဘူးပေါ့နော်။ကိုရိုဒစီလို့ခေါ်တဲ့ယောဂကို Naria လီရဲ့ခန္ဓာကိုယ်ထဲမှာတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီယောဂကသူကအရန်ကိုရှားပါပြီးတော့မှဖြစ်တောက်ဖြစ်ခဲ့ယောဂမျိုးပေါ့နော်။သူကဒီအုံနောက်ကိုအဓိကတိုက်စားတဲ့ယောဂဖြစ်တယ်။အဲ့တော့ဘလို့မျိုးအခြေအနေမှာမှဖြစ်လဲဆိုလို့ရှိရင်လူတွေရဲ့ပိုးဝင်နေတဲ့ဒီအုံနောက်ကိုစားမိမှသာလေဒီယောဂဖြစ်တာပေါ့နော်။အဲ့တော့တော်တော်လေးကိုဖြစ်တောက်ဖြစ်ခဲ့ယောဂတစ်မျိုးဖြစ်တယ်။အဲ့တော့ရှင်းပြောလို့ရှိရင်လူသားစားတဲ့သူတွေမှာသာတွေ့ရတဲ့ယောဂတစ်မျိုးပေါ့နော်။အဲ့တော့ဒါကြီးကမဖြစ်နိုင်တဲ့အတွက်တော်တော်လေးကိုလည်းရှားပါပြီးတော့ဖြစ်တောက်ဖြစ်ခဲ့ဖြစ်တဲ့ဆရာဝန်တွေကဒီအချက်ကိုလောကကြော်သွားလိုက်တယ်ပေါ့နော် skip လိုက်တယ်။အဲ့တော့နောက်ဆုံးမှာတော့သူရဲ့ခုနပြောခဲ့တဲ့အတိုင်းငှက်ဖြာပိုးဝင်တယ်ကိုခါအရာကြစင်းနေတဲ့အတွက်နှလုံးရုပ်တရက်ရက်ပြီးတော့သေဆုံးပါတယ်ဆိုပြီးတော့ပဲ certificate မှာရေးပေးလိုက်တယ်ပေါ့နော်အခုနကပြောတဲ့ထူးဆန်းတဲ့ယောဂအကြောင်းကိုတော့ထည့်ပြီးတော့မရေးပေးလိုက်ဘူး Naria လီဘာကြောင့်သေဆုံးသွားရတာလဲသူသေဆုံးရတဲ့အကြောင်းရင်းကဒီလောက်ပဲယူရှင်းရလားပေါ့နော်အဲ့တော့ဖြစ်စစ်တစ်ခုလုံးကိုအစားအနေပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် Naria လီမသေဆုံးခင်သူယောဂဝေဒနာတွေမခံစားရခင်အစကိုပြတ်သွားမယ်ပေါ့နော်တရက်မှာ Naria လီနဲ့တလန်းကျော်Stephanie ဆိုတဲ့ကောင်မလေးတယောက်ကအိမ်ငါးအနေနဲ့ပြောင်းလာတယ်အဲ့တော့အဲ့ Stephanie ဆိုတာ Naria လီထက်ကိုအသက်9နှစ်ကြီးတယ်ပေါ့နော်ညီမအရွယ်ပေါ့နော်အဲ့ Stephanie က Naria လီကိုခင်မို့အတင်းကိုဝင်ပြီးတော့လုံးတယ်အဲ့တော့ Naria လီအိမ်ကိုလာလဲတယ်အဲ့ဒီအချိန်မှာကောင်မလေးကလည်းစကြောသက်ကောင်မလေးဖြစ်တဲ့အတွက်ကြောင့်မလို့တငယ်ချင်းအသေးရရဆိုပြီးတော့ပျော်နေတာပေါ့နော်အဲ့တော့Naria လီနဲ့ Stephanie တို့နှစ်ယောက်ကအချိန်တိုလေးအတွင်းမှာပဲတကယ်ကိုညီမအရင်နေလို့ပဲရင်းနှီးသွားကြတယ်ပေါ့နော် Naria လီနဲ့ Stephanie ကအတူတူသွားတယ်အတူတူလာတယ်အတူတူစားတယ်တခါတလေမှာ Stephanie နဲ့ Naria လီရဲ့အိမ်မှာလာပြီးတော့မှအတူတူအိတ်ကြတယ်အဲ့လိုနဲ့ပဲတလဆိုတဲ့အချိန်ကိုရောက်သွားတယ်ပေါ့နော်အော် Naria လီနဲ့ခင်ပြီးတော့တလပြည့်တဲ့အချိန်မှာ Stephanie ကသူ့ရဲ့နေရက်စာတီကိုပြန်ရတော့မယ်ဆိုပြီးတော့မှပြန်သွားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အိမ်ကိုငှားခဲ့တာကလည်းတလအစာချုပ်နဲ့ပဲငှားခဲ့ရလို့သိရတယ်သူ့ရဲ့နေရက်စာတီကိုပြန်သွားပြီးတဲ့နောက်မှာလည်းတစ်ပတ်တစ်ခါမကြ Stephanie က Naria လီရဲ့အိမ်ကိုလာလေတက်တယ်ပေါ့နော်ပရက်တိုင်းကိုလာလေတက်တယ် Naria လီနဲ့ Stephanie ကပရက်မှာကန်းချစ်အတူတူသွားကြမယ်ဆိုပြီးတော့မှကန်းချစ်အတူတူသွားလဲကြတယ်ကန်းချစ်ရောက်တဲ့အခါမှာ Stephanie က Naria လီကိုသူကိုယ့်ရဲ့ယုံကြည်တဲ့ဘာသာအကြောင်းကိုပြောပြပြီးတော့မှသူ့ရဲ့ကိုယ့်ရဲ့ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့မှဆွေတယ်ပေါ့နော်အဲ့တော့ Stephanie ကဘာကိုကိုးကွယ်လဲဆိုလို့ရှိရင် Satyria ဆိုတဲ့ဘာသာကိုကိုးကွယ်တယ် Naria လီတို့မိသားစုကတော့အရှိမပြောခဲ့ပြီးတဲ့အတိုင်းပဲရိုမန်ကက်သလစ်ဘာသာကိုကိုးကွယ်ကြတယ်အဲ့တော့ Satyria ဘာသာဆိုတာဘာလဲဒီနေရာမှာ Satyria ဘာသာအကြောင်းကိုအနည်းငယ်လေးရှင်းပြချင်ပါတယ်